ဇလိုင်းအဆောက်မှာတော့လမ်းကြားရီကနေပြီးတော့ပြန်ထွက်လာခဲ့တဲ့ယွန်းရှင်နဲ့စောကျွန်းထဲနောက်ကိုဂုံးထက်ကလိုက်လာပြီးတော့ယွန်းရှင်ကိုနာကျင်စေမဲ့စကားတွေကိုကြည့်ပြီးရွေးပြီးတော့ပြောပါတယ်။အဲ့ဒါကြောင့်အထိုးခံရရင်လည်းရံမဖြစ်တော့ပဲပြန်မလုပ်တော့ဘူးလို့တွေးထားတဲ့ယွန်းရှင်ကဂုံးထက်ကိုတီးပါတော့တယ်။နှစ်ယောက်သားအပြန်လန်လျှော်ဖို့ထူထောင်းနေကြတော့မှပဲသူတို့နှစ်ယောက်ကိုရန်တိုက်ပေးခဲ့တဲ့ချွဲဥမန်တို့အဖွဲ့ကပြန်လည်ရောက်လာပြီးတော့ယွန်းရှင်နဲ့ဂုံးထက်ကိုထိုးကြိတ်ပါတော့တယ်။ယွန်းရှင်ကိုချွဲဥမန်ကဘေးစ်ဘောတုံးနဲ့ရိုက်ခံဒီမှာပတ်ုံမင်းကရောက်လာပြီးတော့ချွဲဥမန်ရဲ့မျက်နှာကိုဘောလုံးနဲ့ပေါက်လိုက်ပါတယ်။ပတ်ုံမင်းကယွန်းရှင်ကိုမျက်နှာသစ်လူစိမ်းလေးပါလားလို့ပြောပြီးတော့ပုံစံတော့အမြင်ကက်စရာလေးပဲဇိုးရုပ်ထွက်တဲ့ဘာညာနဲ့နှုတ်ဆက်လိုက်ပါတယ်။ချွဲဥမန်ရဲ့လူတွေကိုလည်းပဲပတ်ုံမင်းကဒူးတော့လို့ပြောလိုက်ပါတယ်။ချွဲဥမန်ရဲ့လူတွေကမှောက်သွားတဲ့ချွဲဥမန်ကိုထသွားကြမယ်လို့နှိုးလိုက်တဲ့အခါမှာချွဲဥမန်ဘယ်ကိုသွားကြမှာလဲလို့အိတ်ချောင်ဆောင်ပြီးတော့မေးလိုက်ပါတယ်။ပတ်ုံမင်းကအဖွဲနဲ့လေးကျနေရမယ့်အချိန်မှာဘာလာလုပ်နေရလဲလို့ဂုံးတက်ကိုမေးပါတယ်။ဂုံးတက်ကလည်းမင်းရန်ဖြစ်တာကြောင့်ပြိုင်ပွဲတပွဲဝင်ပြိုင်ခွင့်မရလိုက်ဘူးလို့ပြောပါတယ်။ဘယ်ုံမင်းကသူရန်ဖြစ်တာနဲ့တပွဲလုံးပွဲဝင်ခွင့်အပိတ်ခံလိုက်ရကြောင်းမလို့နားမလည်နိုင်ဖြစ်သွားပါတယ်။ဘယ်ုံမင်းကလည်းဒီလိုပြိုင်ပွဲမဝင်ရမှန်းသိလို့ရှိရင်ဇမင်တော်မှပတ်စံအကုန်ခံပြီးတော့စေးမစိုးလို့ပြောနေပါတယ်။အဲဒီအချိန်မှာချွဲဥမဲရဲ့ကောင်လေးနှစ်ယောက်ကဘယ်ုံမင်းကိုအလင်းငိုက်ဝင်ပြီးတော့ထိုးလိုက်တာကြောင့်မလို့ဘယ်ုံမင်းကသူတို့ရဲ့လက်တွေကိုဖမ်းယူပြီးတော့လိန်လိုက်ပါတယ်။အဲဒီနောက်ဘေးလီရဲ့လက်ကိုလိန်ပြီးတော့တိုးမလိုက်တော့အားလုံးလည်းအပေါ်လိုက်လဲကျသွားပါတယ်။ဘယ်ုံမင်းကချွဲဥမဲရဲ့လူတွေကိုမင်းတို့ဘာသာစိုးကျင်တယ်လို့ဆိုရမ်းကျင်တယ်လို့ရမ်းနိုင်ပေမဲ့အွန်ချမ်းထထန်ကြောင့်အကြောင်းဝစ်စုံဝစ်ထားမယ်ဆိုရင်တော့လေးစားတန်မိုးထားမယ်ရန်ဖြစ်ခွင့်မရှိဘူးလို့ပြောပြီးတော့အားလုံးလိုက်ပြောပါဘာဖြစ်ခွင့်မရှိရလဲလို့မေးပါတယ်ချွေးဥမဲရဲ့နောက်လိုက်တွေကလည်းအွန်ချမ်းထထန်ကြောင့်ဝစ်စုံဝစ်ထားရင်ရန်ဖြစ်ခွင့်မရှိဘူးလို့အတန်ပြိုင်អော်လိုက်ကြပါတယ်ဘယ်ုံမင်းကအားလုံးသွားလို့ရပါပြီလို့ပြောတဲ့အချိန်မှပဲတတိယပြီးတော့မေးကြအောင်ဆောင်းနေတဲ့ခေါင်းဆောင်ချွေးဥမဲရှေ့ဆုံးကနေပြီးတော့ထားပြေးပါတယ်ဇော်ယွန်းတွေကယွန်းရှင်ရဲ့အကျော်ဘိုးအိတ်ကလေးကိုပြန်ကောက်ထိပ်ပြီးတော့လာပေးပါတယ်ဂုံးတက်ကတော့ပြန်တော့ပြီးယွန်းရှင်ကိုလမ်းခေါ်ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်သူကအထင်မှားသွားတာကြောင့်မလို့တောင်းပန်တဲ့အကြောင်းပြောပါတယ်။ဘယ်ုံမင်းကတော့ဂုံးထက်နောက်ကတ်လာပြီးတော့တောင်းပန်နေဆိုတာစိတ်ထဲကဘာမှပြောလို့ရတာဂုံးထက်ရဲ့ခေါင်းအောင်ပြီးကအတင်းဦးညွတ်စေပြီးတော့တောင်းပန်မာရဲ့ယုံရှင်ဦးလို့ပြောလိုက်ပါတယ်။ယုံရှင်ကဘာမှပြောမနေပဲနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။ဇုံးတွေကတော့ယုံရှင်ကိုအဲ့လိုပြန်သွားလို့မရဘူးလေလို့ပြောရင်းနဲ့ဘယ်ုံမင်းတို့အားတာတွေကယုံရှင်ရဲ့နောက်ကိုလိုက်သွားပါတယ်။အဲ့လိုအရိုင်းဆိုင်စတိုင်ကအုံချမ်းအထက်တန်းကျောင်းသားစတိုင်ပဲလို့ဘယ်ုံမင်းကပြောပါတယ်။ယုံရှင်နဲ့စောကျုထေတို့နှစ်ယောက်ကမှတ်တိုင်မှာတူထိုင်နေတဲ့စောကျွန်းထေကဘာပဲဖြစ်ဖြစ်ပယ်ုံမင်းအချိန်ကရောက်လာတာယူလောက်ချိန်စရာဖြစ်တယ်လို့ပြောပါတယ်။ပယ်ုံမင်းကရောက်မလာခဲ့ဘူးဆိုရင်ဘာတွေဖြစ်မင်မဲတော့မှမသိဘူးလို့လည်းဆက်ပြီးတော့ပြောပါတယ်။ဒါပေမဲ့ယွန်းရှင်ကတော့မကြားနိုင်မင်းနဲ့ဂုံးတက်သူ့ကိုပြောခဲ့တဲ့ကြောင်သူတော်ကောင်သူများဘွားတွေကိုဖျက်ဆီးတဲ့ကောင်ဘာညာဆိုတဲ့စိတ်ဒဏ်ရာရစီတဲ့စကားတွေကိုပဲကြားရောက်နေပါတယ်။ဇိုးနေကယွန်းရှင်ရဲ့မျက်နှာကိုဖက်ကြည့်ပြီးတော့ဂုံးတက်ပြောခဲ့တာတွေအတွက်စိတ်ထဲထည့်မထားဖို့နဲ့ချဲုံမလို့ကောင်တွေကသူများနောက်ွယ်မှာမကောင်းဖြစ်အောင်ပြောတာကိုကြောက်ကြတယ်လို့ပြောပါတယ်။ယွန်းရှင်ကတော့ကောလာဟာလာမဟုတ်ပဲသူပြောခဲ့သမျှတွေကအမှန်တွေဖြစ်တယ်လို့ပြောလိုက်တော့စောကျွန်းထေကဆိုပြီးတော့ဆုံးရသွားပါတယ်။ယွန်းရှင်ကလည်းအဲ့ဒါကြောင့်ငါနောက်တစ်ခါထပ်ပြီးတော့ကလေးနဲ့ရံမဖြစ်ချင်တာဖြစ်တယ်လို့ပြောပါတယ်။ဘယ်ုံမင်းကပထမဆုံးကြောင်းပြန်တက်တဲ့နေ့မှာဝူလူဝါဒနဲ့အကုန်လုံးလိုက်လံပြီးတော့နှုတ်ဆက်နေပါတယ်။ဒုတိယတက်ကိုရောက်တဲ့အခါမှာကလေးတို့အနိုင်ကျင့်တဲ့အကြောင်းသားကြီးတွေကိုလည်းဒီလောက်ပဲအနိုင်ကျင့်လို့ပြောပါတယ်။ဘယ်ုံမင်းကအားလုံးအဆင်ပြေအောင်နေကြအတန်းပြန်ကြလို့ပြောလိုက်ပါတယ်။အတန်းတွေရောက်တဲ့အခါမှာဂုံးထက်ကဘယ်ုံမင်းကိုလက်သီးနဲ့ထိုးမလို့လုပ်ပြီးတော့ဂန်ဟက်ကျောင်းအကောင်တွေကဘတ်စဘောကစားနေရမဟုတ်ဘဲနဲ့တိုင်းကြည့်နေကြပြီးဘတ်စကတ်ဘောတော့မှမသိတာဘယ်သူနဲ့လေးချင်းရမှလေလို့မေးပါတယ်ဘယ်ုံမင်းလည်းကျွမ်းကျင်တဲ့သူဆိုတာဘယ်သူနဲ့ပြန်ရမယ်လို့မရှိဘူးလေလို့ပြောပါတယ်ဂုံးတက်ကအလေတန်းအိုင်တူညံချမ်းပြိုင်ပွဲမှာ69မှတ်ရခဲ့တော့မင်းကမြောက်လာလို့ဘယ်ုံမင်းကိုမေးပါတယ်ဘယ်ုံမင်းကတူတူပြောဖို့နဲ့သူက4မိုင်ထက်ညံပိုကောင်းတာဖြစ်တယ်လို့ပြောပါတယ်အဲနောက်တော့ဂုံးတက်ကရှောက်ပြုံးနေတဲ့ကောင်အချိန်တော်မမီဝင်းနေလို့ပြောပြီးတော့နှစ်ယောက်သားအငင်းပွားကဖတ်လုံးကြပါတယ်အဲအချိန်မှာပဲသူတို့ရဲ့အခန်းတွေကိုယုံရွှေုံနဲ့စောကြုံတွေရောက်လာပြီးတော့သူတို့ခေါ်ပါတယ်ကျောင်းမလာတဲ့ချွေးဥမန်လွဲပြီးတော့ရုံးခန်းတွေကိုလာမယ်လို့ပြောပါတယ်ဆရာကြီးကအခုချိန်ဒီကလေးလိုမျိုးရန်ဒီဖြစ်နေကြလားလို့မေးပါတယ်ပန်ဝင်းကရန်ပွဲစားကြောင့်ဖြစ်ရတဲ့ပြဿနာပါသူတို့ကဝယ်ယူမိခဲ့ရလို့ဆရာကိုပြန်ပြောပါတယ်ဂုံးတက်ကဆွဆွဲခံရတာဖြစ်ကြောင်းနဲ့မွဲခဲ့လိုက်ဘူးလေဆိုပြီးတော့အငင်းပွားနေကြပြန်ပါတယ်အိုင်ဂျို69ရာခိုင်နှုန်းနဲ့အယူဆိုပြီးတော့ဂုံးတက်ကပန်ဝင်းကိုပြောပြန်ပါတယ်လူနဲ့သူနောက်ကအငင်းပွားနေကြပြန်ပါတယ်ဆရာတို့အတွက်ဝင်ငွေလက်မှတ်တစ်စောင်းစီပေးပြီးတော့လူငယ်လေးချင်းစကန်မှာတပတ်စာလိုအားပေးဖို့အတွက်စေလွတ်လိုက်ပါတယ်ဂုံးတက်ကဆရာချွေးဦးမန်းတို့ကရောအပြစ်ပေးမခံရဘူးလားသူတို့ကအရင်ရလာစားတဲ့သူတွေလေးလို့မေးပါတယ်ဆရာကသူ့မှာညင်းနေဖို့အချိန်မရှိဘူးလို့ပြောလိုက်ပါတယ်ယွန်းချွန်းကချွေးဦးမန်းတို့ဘက်ကနေပြီးတော့အရင်ရလာစားတာအမှန်ပဲလို့ဆရာကိုစောရကတတ်ပါတယ်ဆရာကချွေးဦးမန်းတို့ကမင်းတို့ထိုးလိုက်တာလားလို့ယွန်းချွန်းကိုမေးပါတယ်ဘယ်ုံမင်းကအခြေအနေကိုဝင်ထည့်လိုက်ပြီးတော့ယွန်းချွန်းနဲ့ဂုံးထက်ရဲ့ခေါင်းအတင်းဖိငုံကတောင်းပန်ခိုင်းလိုက်ပြီးတော့သူတို့ကလောအားပေးပါမယ်ဒီလိုကိစ္စတွေနဲ့ဘတ်စကတ်ဘောကိစ္စကိုလည်းမရောထွေးအောင်လုပ်ပါမယ်လို့ကတိပေးလိုက်ကြပါတယ်ဘတ်စကတ်ဘောခေါင်းဆောင်တယောက်ဖြစ်တဲ့သူ့အနေနဲ့လည်းတောင်းပန်ပါတယ်လို့ပြောပြီးတော့သူကိုယ်တိုင်လည်းဥညွှတ်လိုက်ပါတယ်ရုံးခန်းအပြင်ကပယ်ုံမင်းကဂုံးတက်ကိုလောအားပေးသွားမယ်အကြောင်းဟာသလောက်ကရည်နေနဲ့ဆရာရုံးခန်းထဲကအနိုင်ကြီးကခေါင်းမှုတဲ့အကြောင်းပြောပြပါတယ်ရိုးရှုံထွက်လာတော့ပယ်ုံမင်းကတငယ်ချင်းဂုံးတက်ကပြောစရာရှိနေရဆိုပြီးတော့လှမ်းပြောပါတယ်
ဘယ်ုံမင်းကဂုံချက်ကိုတခုပြောလိုက်ဖို့နဲ့ဇရာရှိမှလေးရုံးရွှေကမင်းဘက်ကပါလေလို့ဘယ်ုံမင်းကပြောပါတယ်ဂုံချက်ကလည်းမနေ့ကကိစ္စကိုတောင်းပန်နေကြောင်းပြောပါတယ်ရုံးရွှေကလည်းဘာမဟုတ်တာလေးနဲ့စိတ်ဆိုးမိတာကြောင့်မလို့သူဘက်ကလည်းတောင်းပန်ပါတယ်လို့ပြန်ပြောပါတယ်ဘယ်ုံမင်းကလည်းနှစ်ယောက်သားပြန်တဲ့သွားကြပြီပဲလို့မှတ်ချက်ချပါတယ်ရုံးရွှေကသူကဘတ်စကတ်ဘောအသင်းကြီးမဟုတ်တာကြောင့်မလို့သူ့ရဲ့ခေါင်းမသက်နဲ့လက်ကြီးနဲ့မကင်မို့သူ့အနေနဲ့ဖုံးနေသွားမှာဆိုရလို့ဘယ်ုံမင်းကိုပြောပြန်ပါတယ်ဘယ်ုံမင်းကရုံးရွှေစီကိုပြေးသွားပြီးတော့ခေါင်းအောင်ကိုင်ကစပင်းကိုဖွာပြန်ပါတယ်နောက်တော့ရုံးရွှေရဲ့လက်ကိုလည်းယူပြီးတော့သူ့ရဲ့ခေါင်းကိုလည်းဖွာစီပြန်ပါတယ်ဘယ်ုံမင်းကသူ့လို့ချင်တာလုပ်ပြီးတော့ဒါမျိုးတွေကတခါလီလည်းဖြစ်တတ်တာပဲဘာဖြစ်လို့လဲလို့ရုံးရွှေကိုမေးပါတယ်ဂိုးတက်ကဘယ်ုံမင်းစီကိုပြေးလာပြီးတော့ဘာကြောင့်ဒီနေ့ဦးမြူးနေရလေလို့ပြောကတော်တော့ပြီးထင်တယ်လို့ပြောလိုက်ပါတယ်ဘယ်ုံမင်းကရုံးရွှေကိုပြေးစရာလေးလို့ပြောပြီးတော့ရုပ်ကိုကပီဇာမစားလို့ငိုတော့မဲ့ရုပ်လိုမျိုးနေလို့ပြောလိုက်ပါတယ်တငယ်ချင်းလိုလိုက်ခဲ့ကွာဒီနေ့ဘတ်စကတ်ဘောမှာဂုံထက်ကိုအပီကျုံးပါလို့ရုံးရွှေနဲ့စောကြုံထဲကိုပြောလိုက်ပါတယ်စောကြုံတွေကတော့ရုံးရွှေရဲ့ပွားသွားတဲ့စပင်းတွေကိုပြန်လုပ်ပေးနေပါတယ်ရုံးရွှေကလည်းမကင်မာနဲ့လို့ပြောထားတာဘူးဆိုတဲ့အထာနဲ့ပြန်ကြည့်ပါတယ်ဘတ်စကတ်ဘောကွင်းမှာတော့ဘယ်ုံမင်းနဲ့ဂုံထက်တို့ကဘတ်စကတ်ဘောကစားနေပြီးတော့ရုံးရွှေနဲ့စောကြုံထဲကတော့ပွဲတီပရိသတ်လုပ်နေပါတယ်စောကြုံတွေကဒီမျိုးလေးမှာကျောင်းပေါင်းစုံဇိုးသားတွေစုနေတဲ့ယူနီယံဆိုတဲ့ဂိုင်းတစ်ခုရှိကြောင်းပြောပြပြန်ပါတယ်ဇိုးကောင်းဆောင်တွေကတော့ရောရီထက်တန်းအကြောင်းရဲ့နာပဲချင်းကန်ဟာထက်တန်းအကြောင်းရဲ့ဂျေဆောင်ဂျန်ဟောင်းထက်တန်းအကြောင်းရဲ့ဒူဆောင်မို့ဘဲတုံဟာစားတဲ့ထင်ရှားတဲ့ဇိုးသားတွေဖြစ်တဲ့အပြင်မှာတခြားသူတွေအများကြီးနဲ့ဖွဲ့စည်းထားတဲ့ဂိုင်းဖြစ်တယ်လို့စောကြုံတွေကပြောပြနေပါတယ်ချဲလ်မန်ကလည်းဂိုင်းသားတယောက်ဖြစ်ဖို့အတွက်ဖုန်းတွေကိုခိုးစုပေးကယူနီယံဂိုင်းနဲ့ဝင်မှုစူးစမ်းနေရဖြစ်ကြောင်းပြောပါတယ်ဒါမဲ့အွန်ဂျန်ထက်တန်းအကြောင်းရဲ့ဂိုင်းစတာပုံမင်းဟာဇူးတော့ဇူးပေမဲ့သူနဲ့လိုင်းမတူတာကြောင့်မလို့အွန်ဂျန်ထက်တန်းအကြောင်းကယူနီယံဂိုင်းထဲမှာမပါတဲ့တကူရဲသောအကြောင်းဖြစ်တယ်လို့ပြောပြန်ပါတယ်အဲဒါကြောင့်မလို့အွန်ညန်ထက်တန်အကြောင်းသားတွေကယူနီဖောင်းနဲ့ရံမဖြစ်ရစီးကောင်ချမှတ်ထားပေမဲ့ယူနီယံဘွဲကတော့အွန်ညန်ထက်တန်အကြောင်းဝတ်စုံကိုတွေ့တိုင်းအနိုင်ကျင့်ကပြဿနာရှာကြတယ်လို့စောရွှေတွေကယွန်းရှင်ကိုအကြောင်းဆုံးရှင်းလင်းပြပါတယ်အဲဒီအကြောင်းတွေကြောင့်မလို့ဘယ်ုံမင်းကယူနီယံအဖွဲ့အကောင်တွေမှန်သမျှကိုတွေ့ရနေရမှာပြန်ပြီးတော့တမတက်ကြောင်းတွေပြောပြပြန်ပါတယ်ယူနီယံအဖွဲ့အကောင်တွေကပြန်လဲခုခံဝင်တော့မရကြတော့ဘဲနဲ့အကုန်လုံးမှောက်ကုန်တယ်လို့စောရွှေတွေကပြောပြပြန်ပါတယ်ဒါကြောင့်မလို့ဘယ်ုံမင်းဆိုတာကသူတို့အတွက်ကာကွယ်ပေးနေတဲ့အွန်ညန်ထက်တန်အကြောင်းရဲ့အကြောင်းဆောင်ခွေးလေးဖြစ်တယ်လို့ပြောပြန်ပါတယ်အဲအချိန်မှာပဲဘယ်ုံမင်းကယွန်းရှင်နဲ့စောကြုံတွေကိုလှမ်းခေါ်ပြီးတော့သူတို့နဲ့တူတူကစားဖို့ပြောပါတယ်ယွန်းရှင်ကတော့ထုံးစံတိုင်းပဲဘာမှပြန်မပြောဘဲကော်ဖီတောက်နေပါတယ်ညဘက်ရောက်တဲ့အခါမှာယွန်းရှင်ကမိခင်ဖြစ်သူနဲ့တွားရောက်တွေ့ဆုံတော့မိခင်ကရန်နေထပ်မဖြစ်တော့ဖို့အတွက်ဆုံးမပါတယ်ဇာကြီးကသူ့ကိုဖုန်းဆက်ပြီးတိုင်တဲ့အကြောင်းလေးမိခင်ကပြောပြီးတော့လူစုရင်းနဲ့ပေါင်းနေပြန်ပြီလားလို့လည်းမေးပြန်ပါတယ်ဂျယ်မန်တယောက်ကတော့ယူနီယံအဖွဲ့တွေဝင်မှုစူးစမ်းရင်းနဲ့လိုအပ်ချက်ပြည့်မီအောင်လို့ဖုန်းတွေရှာမပေးနိုင်တာကြောင့်ထူထောင်ခံရပြန်ပါတယ်ဂျယ်မန်ကအွန်ဂျန်တက်တန်အကြောင်းကငတုံးကောင်လို့လည်းအစဲခံလိုက်ရပြန်ပါတယ်ယူနီယံအဖွဲ့တွေကတယောက်ကတော့နားဘေးချင်းကတော့တွေးကျင်နေရလို့ပြောပြီးတော့ချွဲုံမန်ကိုခေါ်သွားပါတယ်နားဘေးချင်းကတော့တေချာပုတ်စာဓာတ်ပုတ်ကိုတွက်နေနဲ့အသေးနဲ့ဝင်ဖို့ပတ်စံမလုံလောက်ရင်ဖုန်းတွေပေးလို့ရတယ်လို့ပြောထားတဲ့အကြောင်းချွဲုံမန်ကိုပြောပါတယ်ယူနီယံဖွဲ့သားတယောက်ကလည်းချွဲုံမန်မှာအကျိုးရရှိနေပြီးတော့အွန်ညန်ထက်တန်အကြောင်းရဲ့အမာခံလို့အာမခံလို့မရနိုင်ကြောင်းပြောပြပါတယ်ချွဲုံမန်ကအချိန်နည်းနည်းလောက်ထပ်ပြီးမယ်ဆိုရင်နားဘေးချင်းခိုင်းတဲ့အတိုင်းပဲအကုန်လုပ်ပါမယ်လို့ပြောပါတယ်နောက်တော့ချွဲုံမန်ကိုအဖွဲ့တွေကထုတ်ပစ်ပြီးတော့နှင်ထုတ်လိုက်ကြပါတယ်နားဘေးချင်းကတော့ဂျန်ဆောင်ချေစီကိုဖုန်းဆက်ပြီးတော့ပန်မင်းကိုတွားရှိုးရအောင်လို့ပြောလိုက်ပါဦးလေစုံမျိုးရဲ့မျိုးသားပြလိုက်ထဲမှာစေတနာဝန်ထမ်းလုပ်နေကြတဲ့ယူးရှုနဲ့စိုးကျုံတွေကတော့နန်းဝင်နန်းစားနေပန်မင်းနဲ့ဂုံထက်ကတော့တက်ခုတ်သမားပုံစံတွေဝစ်စင်ကလာရောက်လေးလာနေတဲ့သူတွေနဲ့ဓာတ်ပုံတွေအရိုက်ခံနေကြပါတယ်ကလေးတယောက်ကတော့ဘရင်ဝစ်စုံဝစ်ထားတဲ့ယူးရှုရဲ့မျက်နှာကပုတ်တိုးတိုးနဲ့လို့တီတိုပြောသွားပါတယ်တက်ခုတ်သမားဝစ်စုံဝစ်ထားတဲ့ပန်မင်းနဲ့ဂုံထက်တို့ကရှေးကစ်အရသားပုံစံဝစ်ထားတဲ့စော်လေးကိုလိုက်ပြီးတော့ကြောင်နေပါတယ်ပန်မင်းစောကျုံထဲဂုံထက်နဲ့ယူးရှုတို့၄ယောက်ကနေရစာစားကြရင်းနဲ့ပန်မင်းကမင်္ဂလေးကျောင်းအောင်စေတနာဝန်ထမ်းမလေးနဲ့ချိန်ထားတယ်လို့လည်းပြောပါတယ်ညသာတူစားဖို့တော့ခေါ်လိုက်ရမလားလို့ပန်မင်းကမေးပါတယ်ဂုံထက်ကလောင်းရင်ထက်မယ်သူတို့လာစားရင်စားသမျှသူကရှင်းပေးမယ်လို့ပြောပါတယ်ပန်မင်းကလည်းသူရလာတဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်တဲ့အခါမှာဖုန်းနံပါတ်ကတလုံးလိုနေရကြောင်းမလို့ဂုံထက်ကလှောင်လိုက်ပါတယ်နောက်ထပ်ဖုန်းတစ်လုံးထပ်ခေါ်လဲဖုန်းကဘန်နာရေးနဲ့အခွန်ဝန်ကြီးဌာနကိုရောက်သွားပါတယ်ဂုံတက်ကတော့ဖုန်းကြောင်းရဲ့အခွန်ဆောင်ရမယ်လို့ပန်မင်းကိုပြောပါတယ်ရုံးရွှေကတော့သူတို့နှစ်ယောက်ကိုကြည်ရင်နဲ့ရည်စည်နေရကြောင်းမလို့ပြောလိုက်ပါတယ်အဲဒီအချိန်မှာပန်မင်းနဲ့ဂုံထက်ကဆွဲကြယုံကြပေမဲ့လူချောင်းကရုံးရွှေရဲ့အင်ဂျီပေါ်ကြားသွားပါတယ်ပန်မင်းကစောကျုံထဲကိုရုံးရွှေရဲ့အင်ဂျီပေါ်တူကိုမြ мян ဖိပြီးတော့တန်ရှင်းပေးလိုက်ဖို့နဲ့သူကြားထားတဲ့ကောလာဟာလာတွေကရုံးရွှေကအဲ့လိုအချုံနေနဲ့လူတွေကိုထိုးတာလို့ပြောပါတယ်ရုံးရွှေကတော့ဘာမှပြောမနေပဲနဲ့တန့်စင်ကောင်ထသွားကဆေးကြောလိုက်ပါတယ်တန့်စင်ကန်နဲ့မှာဆေးကြောပြီးပြန်ထွက်มาတော့ဘယ်ကဘလို့တရင်နဲ့ရောက်နေမှမသိတဲ့ဂျန်ဆောင်ကျင်နဲ့တတိကိုတိုးပါတယ်ဂျန်ဆောင်ကျင်ကရုံးရွှေကိုပန်မင်းရဲ့တပည့်လာလို့မေးပါတယ်ဂျန်ဆောင်ကျင်ကမကောင်းတဲ့လူနဲ့ပေါင်းရင်မကောင်းတဲ့တရင်ပဲထွက်နေတတ်တာတတိထားပါလို့ပြောပြီးတော့ရုံးရွှေရဲ့ပုံကိုဓာတ်ပုံရိုက်ယူလိုက်ပါတယ်ရုံးရွှေကဂျန်ဆောင်ကျင်ကိုသိမနေရကြောင်းမလို့မင်းရပါလေသူ့ကိုသိလို့လားလို့မေးပါတယ်ဂျန်ဆောင်ကျင်ကတော့ရုံးရွှေရဲ့ဓာတ်ပုံကိုဖျဲကြည့်ရင်နဲ့မျက်လုံးကြီးကအမြဲတမ်းဝမ်းနေနေရပဲလို့ပြောပါတယ်ဂျန်ဆောင်ကျင်ကရုံးရွှေရဲ့အနားကိုကပ်ပြီးတော့ဘလို့မျက်လုံးမျိုးတွေလေမျက်လောအောက်ချလိုက်စမ်းပါကွာလို့ပြောပါတယ်
နောက်တော့ကြံဆောင်ကြီးကဘာမပြောညာမပြောနဲ့ white လက်တီတစ်လုံးပြစ်ထည့်လိုက်ပါတယ်ဒါမဲ့အသင့်အနေထားတဲ့သတိရှိနေတဲ့ယုံရွှင်ကတော့နောက်ကိုတလန်းဆုပ်ပြီးတော့ရှောင်ပါတယ်တိုက်လာခဲ့တဲ့တိုက်ပွဲအတွေ့အကြုံတွေအရယုံရွှင်လည်းပဲတိုင်းနေပါတက်နေဖြစ်ပါတယ်ယုံရွှင်ကရှောင်လေကြံဆောင်ကြီးကဒေါသထွက်ပြီးတော့တဝူးဝင်းနဲ့ထိုးလေဖြစ်နေပေမဲ့အခုချိန်ထိကိုတစ်ချက်မှမထိပဲနဲ့ယုံရွှင်ကရှောင်တိန်နိုင်နေပါတယ်ယုံရွှင်ကဘေးနာပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ပြီးတော့ခုခံရမယ့်ပစ္စည်းတွေကိုရှာဖွေနေရကြောင်းကြံဆောင်ကြီးကလန့်လာပါတယ်ကြံဆောင်ကြီးကဒီနေ့ဟာနမူနာသဘောတာဖြစ်ပြီးတော့နောက်နေ့မှတွေးကြမယ်လို့ပြောကပြန်သွားပါတယ်ပန်မင်းတို့တော့ကလည်းစားတော့ပြီးတော့ဆိုင်ရနေထလာပါတယ်ပန်မင်းကတန်းရင်ကန်ခဏသွားအောင်မယ်လို့ပြောတော့ဂုံးထက်ကတနေ့ကိုဘယ်နှခါတော့သွားနေမှလေလို့လှမ်းအောင်ပါတယ်ပန်မင်းကတန်းရင်ကန်စီကိုရောက်လာခဲ့တဲ့အချိန်မှာတန်းရင်ကန်နဲ့ထွက်လာခဲ့တဲ့ကြံဆောင်ကြီးနဲ့တက်တိုးပြီးတော့တက်ကုတ်သမားလေးပန်မင်းတို့လမ်းခေါ်လိုက်ပါတယ်ကြံဆောင်ကြီးကပန်မင်းကိုဘာလုပ်နေလဲဆိုတာလာကြည့်ကြလို့ပြောပြီးတော့ညနေတက်တွေကိုလည်းမင်းကမွေးထားတာပဲငါတော့မှမိတ်ဆက်ခဲ့သေးရဲ့လို့ပြောလိုက်ပါတယ်ပန်မင်းကလည်းမင်းသေးချင်နေပြီလားအခုထိမပြင်းသေးရလားလို့ကြံဆောင်ကြီးကိုမေးပါတယ်ကြံဆောင်ကြီးကသူကတော့ပြင်းတော့ပြင်းနေမယ်လေနာဘေးချင်းကရှေ့ဆက်ပြီးတော့သွားနေရလို့ပြောလိုက်ပြီးတော့နာဘေးချင်းနဲ့ပြန်တွဲဖို့စဉ်းစားထားတာလေမီယာရံမဖြစ်နေရောလေလို့ပြောပြီးတော့ပြန်ထွက်သွားပါတယ်ဘယ်မင်းကအိမ်သားတွေကထွက်လာတဲ့ယုံရှင်ကိုသူ့ကြောင့်ကြိုးကြောင့်ကောင်းနဲ့တွေးလိုက်ရတာတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်ယုံရှင်ကနားမလဲသလိုနဲ့ဘသူကြောင့်လဲလို့မေးပါတယ်ယောဤကထထန်းเจ้าမှာတော့တယောက်တည်းအတွက်တီးတန့်ထုတ်ထားတဲ့တင်ကြမင်းကိုခက်တွေကိုအဘတ်30ရအောင်ဖြေနိုင်ခဲ့တဲ့အတွက်နာဘေးချင်းကတကြောင်လုံးမှာဂုံပြူလက်မှတ်ရယူနေပါတယ်ချဲုံမန်လည်းသူ့ကအတုံးချလို့ခြေနှမပြစ်ထားတယ်ဆိုပြီးတော့နာဘေချင်းကိုစော်ဘလော်တီးထုတ်ဖို့အတွက်ကြိုးစားပါတယ်သူတို့အစုကကားပါကင်မှောင်မှောင်တနေရာမှာနာဘေချင်းဝိုင်းပြီးတော့ထူးကြပေမဲ့တပွဲသမားနာဘေချင်းကတော့အနိုင်ရခဲ့ပါတယ်ကျန်ဆောင်ကြီးကနာဘေချင်းစီကိုမက်ဆေ့ပို့ပြီးတော့ပယ်မင်းနဲ့ပိုးပေါင်းလာခဲ့တဲ့ရုံးရှင်နဲ့စောကြုံထဲတွေပုံပေးဖို့ကဘာလို့လိုက်တင်လဲလို့လှမ်းမိပါတယ်ပယ်မင်းကိုုံထက်ရုံးရှင်နဲ့စောကြုံထဲတို့ကလိုအားပေးရပြန်မှာတော့စောကြုံထဲကအားရည်လည်းမရှိတော့ပါဘူးလို့ပြောတော့ပယ်မင်းကထမင်းဝယ်ကျွေးမယ်လို့ပြောပါတယ်ဂုံးထက်ကပန်မင်းကိုတခါမှဝယ်မကြွေးဘူးတဲ့အာလူလို့ပြောလိုက်ပါတယ်။စားလို့ကောင်းတဲ့ဆိုင်အောင်သူသိရလို့ပန်မင်းကပြောပြပါတယ်။ရိုးရှင်ကတော့သွားနှင်းတော့မယ်လို့ပြောကပန်မင်းတို့နဲ့လမ်းခွဲလိုက်ပါတယ်။ဂုံးထက်ကလည်းညစာတူစားမယ်လို့ပြောထားပြီးတော့ပြန်တော့မလားလို့မေးလိုက်ပါတယ်။ရိုးရှင်ကလည်းဘယ်တော့မှညစာငါအတူတူစားမယ်လို့ပြောဘူးလို့လေလို့ပြန်မေးပါတယ်။အဲတော့မှပန်မင်းကအတူတူပင်မန်းကဘိုက်ချနေရကြောင်းမလို့အတူတူသွားစားကြမယ်လေကွာလို့ပြောပါတယ်။ရိုးရှင်ကလည်းချိန်တာရှိသေးရကြောင်းမလို့မလိုက်တော့ဘူးလို့ပြောကပြန်ပါတယ်။ဒါနဲ့ပဲပန်မင်းတို့ကလည်းနောက်ကကြိုင်တော့ဝဲကျွေးကွာအခုတော့ခ ्यू ဆိုင်ပြီးတော့ကောင်းကောင်းပြန်ဖို့အတွက်ယုံရှင်ကိုလှမ်းပြောလိုက်ပါတယ်။ဘာဖြစ်ဖြစ်ဝဲကျွေးမဲ့ရုပ်လည်းမပေါ်ပါဘူးလို့ပန်အုံမင်းကယုံရှင်ကိုပြောကသူကတော့ဝဲကျွေးနိုင်တယ်လို့ပြောပြီးတော့ပန်အုံကြက်ကြော်ဆိုင်ကိုခေါ်သွားပါတယ်။ပန်အုံမင်းရဲ့ဖခင်ကမုတ်ဘိုးရီးယားဖြတ်မယ်လို့ပြောပြီးတော့ကြက်ကြော်တပွဲကိုလာချပါတယ်။ပန်အုံမင်းကအဖေကလည်းတွေ့တဲ့ငယ်ချင်းတွေကိုစေတနာမရှိဘူးလို့ပြောတော့ဖခင်ကသူကစေတနာရှိရင်ကိုယ့်အကိုကြော်ကျွေးလေလို့ပြောပါတယ်။ဖခင်ကတခြားနိုင်ငံတွေကိုစိုးကျူးဆိုပြီးတော့ညာပို့နေတဲ့တောက်လက်ဆပလေးတွေကကိုရီးယားအရက်ဖြူချမ်းတွေကိုထည့်တောက်လိုက်ပါတယ်။ဂိုးတန်းနဲ့စောကြုံထရလည်းစားမလို့မစားမလို့ဖြစ်နေရကြောင်းပန်အုံမင်းကအစင်ပြေချောင်းပြောပြီးတော့စားခိုင်းပါတယ်။စားရတော့ကြရင်လည်းဂုံဝန်းတက်ကစောကြုံတဲ့အကြောင်းပန်အုံမင်းကိုပြောပါတယ်။စောကြုံနေရချွေးုံမိုင်းအနိုင်ကျင်းမှုကြောင့်မလို့ညာเจ้าမှာဖုန်းတကိုးဖြစ်ခဲ့ရပြီးတော့ရသမျှဖုန်းတွေကိုလည်းချွေးုံမိုင်းအပ်ခဲ့ရတယ်လို့ပြောပါတယ်။အဲနောက်တော့မှနောင်နာရရပြီးတော့ချွေးုံမိုင်းစီကဖုန်းတွေကိုပြန်ခိုးပစ်ပြီးတော့တကြောင်လို့လည်းပြန်မိခဲ့လို့ပြောပါတယ်။ဒါဟာကောင်းတဲ့လုပ်ရမဟုတ်လားလို့ဂုံဝန်းတက်ကပန်အုံမင်းကိုပြောပါတယ်။စောကြုံထင်တဲ့ချွေးုံမိုင်းတို့ကအရင်တရက်ကကြောင်းငန်းထဲမှာပြဿနာတက်နေရအောင်တွေးခဲ့မှုတဲ့ပန်အုံမင်းကစုံးတဲ့ကိုငါးကောင်ရမိုင်းလိုက်လားဆိုပြီးတော့ချီးကျူးလိုက်ပါတယ်။စုံးတွေကရှက်နေပြီးတော့သူကရုံးရှင်ပြောသလိုလိုလိုက်ယုံလေးသာဖြစ်တယ်လို့ပြောပါတယ်။ရုံးရှင်ကဘာပြောရလဲလို့မေးတော့စောညွန့်တွေကညူတိုင်းရဲ့တတိယနီးယာမှာတက်ရောက်မှုတိုင်းမှာတံမြန်တက်ရောက်မှုရှိရဲဆိုတဲ့နီးယာမှာလို့ပြောလိုက်ပါတယ်။ကောင်းတာလုံးရင်ကောင်းတာဖြစ်ရမယ်လို့ယုံကြည်တာကြောင့်မကောင်းမှုစီကနေပြီးတော့ဗက်ပြောင်းလာခဲ့ုံသာဖြစ်တယ်လို့ပြောပါတယ်။ပုံမင်းကတော့ဘာလို့ပြောချင်တာမှမသိပေမဲ့လောက်ရက်ကတော့မိုက်တကွာဆိုပြီးတော့လက်ခုပ်တီးကအားပေးပြန်ပါတယ်။ဘာဖြစ်ဖြစ်နီးယာမှာကြီးဟာတနီယာမှာတော့အသုံးဝင်မှာပဲလို့ပုံမင်းကလည်းထပ်ပြောပြန်ပါတယ်။ဂုံးထက်ကရုံးရှင်ကပြောဆန်းမှာပြဿနာအကြီးတက်ပြီးတော့အွန်ကျန်းအောင်ပြောင်းလာခဲ့တာဖြစ်တယ်လို့ပုံမင်းကပြောပါတယ်။ဇောယုံထေကလည်းချွေးုံမှန်သူ့ကိုရိုင်းနေတော့ကကေခဲ့တာလေရုံးရှင်မယ်လို့ပြောပါတယ်။ဆက်ပြီးတော့ရုံးရှင်ကတကယ်စိတ်ရင်းသဘောကောင်းတဲ့သူဖြစ်တယ်လို့လည်းပြောပြန်ပါတယ်။ပုံမင်းကတော့ကြက်ကြော်တွေကိုပလုပလောင်းစားရင်းနဲ့ရုံးရှင်ရဲ့နာမည်ကိုအချင်းချင်းတကဒီကောင်လေးအင်းသေးသေးချာချာပြန်ရောက်ရလာလို့မေးပါတယ်။ရုံးရှင်ကတော့ဈေးရုံကိုရောက်လာပြီးတော့အန်ဆူကိုတွေးဖို့အတွက်တငယ်ချင်းဖြစ်ပတ်သက်ကြောင်းဧည့်သည်မှတ်တမ်းမှာလက်မှတ်ရေးထိုးနေပါတယ်။အဲဒီအချိန်မှာပဲရုံးရှင်ရဲ့ဖုန်းကမြည်လာပြီးတော့ပုံမင်းကဖုန်းဆက်လာပါတယ်။ပုံမင်းကစိတ်ပူလို့လမ်းဆက်လာဖြစ်တယ်လို့ပြောနေပေမဲ့ရုံးရှင်ကတော့ဘာကိစ္စမှအထွေထူးမရှိသေးဘူးမဟုတ်လားလို့ပြောပြန်ပါတယ်။ပုံမင်းကလည်းနောက်ကတယောက်လိုက်လာတယ်လို့မျိုးတယောက်ပြဿနာရှာတာမျိုးရှိသလားလို့မေးပါတယ်။ရုံးရှင်ကလည်းသူကအင်ကိုပြန်ရောက်နေပြီလို့ညာပြောလိုက်ပါတယ်။ပုံမင်းကရောက်တဲ့ရောက်ပြောရင်းနဲ့ဆက်သွားသူမင်းကလေးစီကအငင်းခံလိုက်ရတာကိုပြန်ပြီးတော့စဉ်းစားမိရလို့ပြောလာပါတယ်။အခုတော့မင်းကလေးတွေကရုံးရှင်ရဲ့ပုံစံမျိုးတွေကိုကြိုက်နေကြတာဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်နောက်တစ်ခါစော်တူတူခြူကြမယ်လို့လှမ်းပြောပါတယ်။ရုံးရှင်ကလည်းကျွန်တော်ကဘာကြောင့်အဲ့လိုမျိုးလိုက်ကြောင်အောင်ပါလဲ။ခမရမြင်အောင်လေးတီးပါအောင်လို့ပြောတော့ဘုံမင်းကလည်းအေးပါကွာခွေးကောင်ရေးဆိုပြီးတော့ဖုန်းချသွားပါတယ်။ရုံးရှင်ကတော့သူ့ရဲ့ဖုန်းထဲမှာမှတ်တမ်းလိုမျိုးကိုချရေးလိုက်ပါတယ်
စေတနာဝန်ထမ်းအလုပ်ကဒီနေ့ပြန်လာခဲ့ပြီးတော့ထင်သလောက်လည်းစိတ်ညစ်စရာမှကောင်းခဲ့ကြောင်းမှတ်တမ်းကိုရေးပါတယ်။ရာသီဥတုကလည်းကောင်းခဲ့ပြီးတော့အားလုံးထက်သဘောကျစရာကောင်းတဲ့အချက်ကတော့ဘာမှမတွေးမိတော့ဘဲနဲ့တပတ်လုံးအိပ်ပျော်ခဲ့တယ်လို့ရေးသားခြင်းပါပဲ။ဘာကြောင့်အလုပ်ဖြစ်တာလဲလို့စဉ်းစားကြည့်လိုက်တော့အတူတူသွားခဲ့တဲ့တငယ်ချင်းတွေကြောင့်လို့ထင်မိရဲ့လို့လည်းရေးသားပြန်ပါတယ်။အဲဒီအချိန်မှာပဲမိရဲ့တငယ်ချင်းအန်ဆူဆိုတာလားလို့မေးနေအန်ဆူရဲ့အခန်းထဲကိုချောင်းကြည့်နေတဲ့ဂျန်ဆောင်ချေကိုယွန်းရှင်ကတွေ့လိုက်ရပါတယ်။ဂျန်ဆောင်ချေကယွန်းရှင်ကိုကြည့်ရင်းနဲ့အဲ့ဒီအန်ဆူဆိုတာကမင်းကြောင့်ဘဝပြတ်သွားတဲ့ကောင်လားလို့မေးပါတယ်။ရိုးရှင်ကလည်းအခုနောက်ပိုင်းမှာဂျန်ဆောင်ချေကိုသူရှိတဲ့နေရာတိုင်းမှာတွေ့နေရအောင်မလို့အယံအံ့ဩနေပါတယ်။ဂျန်ဆောင်ချေကတော့ယွန်းရှင်ဦးကိုမင်းကောင်အိပ်ပျော်နေတာကိုအနှောက်အယှက်မဖြစ်ချင်ဘူးဆိုရင်ငါနဲ့တတိယကိုသွားကြမယ်လို့ပြောပါတယ်။ဂျန်ဆောင်ချေကအရှိပါစောင်းရဲရိုက်ချင်စရာစောင်းမြင်ကက်စရာကောင်းလေးလို့ပြောပြီးတော့မြန်လာကွာလို့ပြောကအရှိရနေပြီးတော့ဥဆောင်ထွက်သွားရင်းနဲ့ဒီအပိုင်းလေးကလည်းပြီးဆုံးလို့သွားခဲ့ပါတယ်ခင်ဗျာ။